chất tao nhiều cao này chất ta này nhiều cao nịt lục gì đó nhiều cao nịt lục gì đó mà đấy chất tao kinh chất li bỏ nó lúc bông sản nhiều đi lâu được mà chất tao in dấu hòa lâu à gì mà xây tha này chất ta con xây bị loài xây cho bị loài xây cho bị loài sau đó tụ biểu昂ấy biểu昂过来你嘛那你我等你嘛他妈送进三级的回来เข้ากันลบโดมาเลยเดี๋ยวสาบชิวดามาเวียที่เราอะไรเลยประมาณนี้เดี๋ยวจะปุ้ยเนี่ยนี่เดี๋ยวจะปุ้ยเนี่ยจะต้าเลยถูกละตีละเดี๋ยวจะปุ้ยเนี่ยจะต้าป้าเพราะว่าได้คิดตัวย่อตัวไอ้ลุงยูทูบอะไรจ้ะที่ข้าเราดีบงซันฟังซีอะไรมาบอกจะยินบงตาตรงบงโอเคดูบงซันนี่รู้แล้วไหมดีมาเลยเอาว่าจะตาเร็วเทปุเอาว่าเงียวก้าวนี่กูปากกูลงมาบ่เนาะมาเงียวก้าวสิလက်ပပဒီမှာလက်ပပဒီလောက်ရင်ပုံသား3လုံးဆိုတော့လေရင်ပုံသား3တုံးဆိုတော့မကြည့်အလုံး50လောက်တော့ရှိမယ်ထင်တယ်ဒီဥစ္စာငရုတ်ကောင်းအစ်စ်50လောက်ဖြစ်လောက်တယ်မရတော့ဘူးเนาะဇွန်းလေးနဲ့ခတ်မယ်ဆိုလို့ရှိရင်တော့ဇွန်းလေးနဲ့ခတ်မယ်ဆိုလို့ရှိရင်တော့ဟိုလောက်တော့ရှိမယ်ဇွန်းတစ်ဇွန်းစာရှိမယ်ပေါ့မျိုးလေးစွန်းတစွန်းစာလောက်တော့ရှိမယ်နည်းနည်းထည့်ထည့်လိုက်မှာလက်ပပရဲ့အရာတာမှုရအောင်ဆိုတော့လေနော်โอเคစွန်းတစွန်းစာနော်ဒီလောက်လောက်ဒီလောက်လောက်ပြီးတော့ဒါကနန်းစီ coriander seed ဒါအများကြီးမထည့်ဘူးနည်းနည်းပဲထည့်မယ်ဒါကြတော့အရန်အနံ့အရန်ပြင်းနေမှာဆိုလို့လေနန်းစီဒီမှာစိတ်20လောက်တော့ရှိမယ်ထည့်လိုက်ပြီနော်အစိတ်20လောက်ရှိမယ်ဒါကိုကြိတ်လိုက်မယ်โอเคဒီဥစ္စာလေးကိုအမှုံကြိတ်လိုက်မယ်အမှုံကြိတ်ပြီးတော့ဟွာထဲမှာထည့်ချက်သားထဲမှာထည့်နော်ပြီးတော့ဒီချက်သားထဲမှာဒီမှာဒီလိုလေးပြပြလေးဖြစ်သွားရင်အသားလေးတွေကဒီလိုလေးပြပြလေးတွေဖြစ်သွားပြီခုနကတော့ဟိုနဲ့လှုပ်လိုက်တာလေခုနကတော့ကြိတ်လိုက်တာလေโอเคဆိုတော့အခုစက်သားပြတာမြင်တော့မမြင်ရဘူးနော်မြင်တော့မမြင်ရဘူးဒီတော့ဒီဥစ္စာဒီအောက်မှာတစ်ခုခံပြီးတော့နော်တစ်ခုခံပြီးတော့မြင်တာအောင်လုပ်ရโอเคဒီထဲကိုကျွန်မစီလေးနည်းနည်းထဲမှာဘာစီကိုသုံးမှာတော့ဆိုတဲ့အခါရောက်တော့ဒီမှာဟိုဟာကိုသုံးလိုက်မှာတရုတ်တွေအများဆုံးသုံးတဲ့ဟွာကြောက်ကိုလေကျွန်မတ
တရုတ်မဆလာလို့ပဲအတိုင်းပဲခေါ်ရမှာပဲတရုတ်မဆလာဟိုမဆလာဟို spicy 5မျိုးထဲမှာလေးထည့်ထားလေအဲ့ဒါကိုဟွာကြောက်ကိုကျမဒါကိုအမှုံကျိတ်ပြီးတော့ဟွာလောက်ထားတာအမှုံကျိတ်ပြီးတော့စီဘူးနဲ့လောင်းပြီးတော့သူကမှုန်းနေတာလေဟိုကျမတို့ငယ်တော့ကစားတဲ့မြူဆွမ်းထဲမှာပါတဲ့စီကျဲရဲ့အရသာမျိုးရပါတယ်အဲ့ဒါမျိုးရသွားတယ်ကျမဒီတိုင်းပဲလုပ်လိုက်မယ်နော်ပြီးတော့မှအကုန်လုံးကိုကျမနှံ့အောင်ထည့်လိုက်ပါလေဒီမှာ2စွန်းစာလောက်ရှိတယ်ဒါကျမနည်းနည်းထည့်ရဆိုတော့3ချိန်ဖြစ်နေတာ2စွန်းထည့်လိုက်မယ်ပြီးတဲ့အခါရောက်တော့ဒီထဲကိုဟင်းချုံမုံထည့်မယ်ဟင်းချုံမုံကလည်းကျမ2စွန်းထည့်လိုက်မှာ3တုံးဆိုတော့လေ2စွန်းထည့်လိုက်မယ်ပြီးတဲ့အခါရောက်တော့ဒီထဲကိုကျမစားလေးနည်းနည်းထည့်လိုက်မယ်စားကိုလည်းလေအမှန်ရိုးစားလေးတော့သုံးလို့ရပါတယ်ကျမဒီခါတော့ဒီစားလေးသုံးလိုက်မယ်ဒီစားထဲမှာဘာပါလဲဆိုတော့သူကအဲ့လိုမျိုးပေါ့နော်ဟင်းချုံမုံနဲ့စားရယ်နောက်ပြီးကျတော့ကျမတို့နန်းပင်မှုန့်ရယ်အဲ့လိုစက်ထားတဲ့ဟာမျိုးပေါ့နော်အဲ့ဒါကိုကျမထည့်လိုက်တော့အဲ့ဒါနဲ့ဒါကိုပဲသုံးလိုက်တော့မယ်နော်စားကိုတားငောင်မှာဆိုလို့နည်းနည်းပဲသုံးမယ်ဇွန်းတဝက်တောင်မရှိဘူးဘာဖြစ်လဲဆိုတော့ဟွာထည့်အောင်မှာဒီပဲငန့်ပြားရည်အစားကိုကျမဟွာထည့်မှာ ABC sauce ထည့်လိုက်မှာ ABC sauce ဆိုတော့ပို့ပြီးတော့ချိုတယ်လေ ABC sauce လေးနည်းနည်းโอเคချိုနည်းနည်းချိုတဲ့အရသာလေးပါသွားတာပေါ့နော်ဇွန်းလက်ဖက်စားဆုံး2စွန်းစာလောက်ဖြစ်မယ်ထည့်လိုက်ပြီးခံမှန်းနော်နောက်ပြီးကျတော့ပဲငံပြားရည်လေးပါကျမထည့်အောင်ပါခုနစားနဲတယ်လေပဲငံပြားရည်လေးပါထည့်ပြီးတော့ငန်းဆက်လိုက်မယ်ရမ်းကောင်မှာဆိုလို့နော်နည်းနည်းပဲအဲ့ဒါလည်းလက်ဖက်စားဆို2စွန်းစာလောက်လေးပဲထည့်မယ်အဲ့ဒါကိုနောက်ပြီးကျတော့ခုနကြိတ်ထားတဲ့ဟာကိုကြိတ်တာခဏလေးပါကြိတ်ထားတဲ့ဟာကိုထည့်ပြီးတော့နူးနန်းနေအောင်အဲ့လိုမျိုးခဏနှက်လိုက်ပါခဏနှက်ပြီးတော့ဒီထဲမှာကြော်မှာဒီမဟုတ်လားထည့်ပါနော်ဒါမဆောင်တော့โอเคဒီမှာလေအစာပလာအပုံရောက်သွားပြီဆိုတဲ့အခါရောက်တော့ဒီအမှုန့်ကိုကျွန်မအကုန်ချစ်တက်ပြီးတော့ထည့်နှမျောလို့လေမှုန်းနေတာပဲရေပါညာထည့်ပြီးတော့မှုန်းစရာမလိုတော့ဘာလို့လဲဆိုတော့ခိုင်တော့ပဲငံပြားကြီးတုံထားတဲ့အတွက်သူကလည်းရေရှိတယ်ဒါပေမဲ့စက်သားကလည်းနည်းနည်းဆေးထားဆိုတော့ဆူဆူလေးလေဒါကကျမညီမလေးလို့ခင်းနေတဲ့အဲ့ဒီညီမလေးစီကလည်းတင်ထားတာသူချက်တာတော့အရင်စားလို့ကောင်းပါတယ်အရင်ကြိုက်တယ်တတလည်းအရင်ကြိုက်တယ်ပြီးခဲ့တဲ့တစ်ခေါက်တော့လည်းကျမအဲ့လိုပဲချက်โอเคအခုရပါပြီလက်နဲ့ပဲတန်ချင်းလက်ကလေးနဲ့ပဲနေမှာပါโอเคမြစ်ထဲလိုမျိုးထည့်မယ်တခုပြီးတခုတော့စားရပြီးတော့နည်းနည်းပဲအားရပါရနေပါမယ်သားကိုနော်နှံတော့မှန်ကျမပကံပြားကြီးကြီးနဲ့ထည့်လိုက်ရမှာနော်အဲ့ဒါဆိုလို့ရှိရင်တထုံပြီးတထုံနေတဲ့ဟာနေဘေးဖယ်ပြီးတော့ထည့်တဲ့ဟာထည့်လို့ပုံစံကြည့်ရအောင်ဒါပကံပြားတော့ပကံပြားနည်းနည်းပြီးသွားတယ်ကိစ္စတော့မရှိပါဘူးဒီလုံးနဲ့ပဲလုံးလိုက်ဒါလေးရာဖိပြီးတော့လေအဲ့မှာထဲမှာရတာလေးတွေဝင်းသွားမှာ
အဲ့ဆိုတော့လေဟိုဖြစ်သွားမှာပေါ့နော်အသားပြင်ပုံစံဖြစ်သွားမှာဒါလေးကိုမကတ်ဦးလေးနဲ့ဖြည်းဖြည်းချင်းဟိုလက်ဒီလက်ဟိုလက်ဒီလက်နဲ့အဲ့လိုမျိုးလေးလက်ထည့်ပြီးတော့ဒီလေးနည်းလေးချက်လေဆိုရုံလေးပေါ့နော်အသားလေးချက်ဖို့အတွက်ကိုအဲ့ဒါလေးရှင်းနော်ဒါကိုကျမဟိုနဲ့တွဲစားအောင်ထမင်းနဲ့တွဲစားမှာအမှန်ဒါကိုကြက်စီထမင်းလိုပုံစံမျိုးလုပ်ပြီးရှက်ပြီးတော့အဲ့လိုတွဲစားလိုက်ရတယ်ဒါပေမဲ့ဒီနေ့ကအိမ်မှာငရုတ်စီချက်ထည့်ရှိရဲဆိုတော့လေငရုတ်တီစီချက်နဲ့အောင်ထမင်းနဲ့တွဲစားတာပို့ပြီးတော့လိုက်ပတ်တယ်ကျက်စီထမင်းလိုမျိုးလုပ်တယ်ဆိုလို့ရှိရင်တော့ကျမဟိုအဲ့ကိုဘက်ကိုအိမ်ကရွာမှာချက်တဲ့ငရုတ်တီတောင်းပေါ့ရွာမှာချက်တဲ့ခင်းကျင်ဒီစိန်နဲ့လေလုပ်တဲ့ငရုတ်တီထောင်းအဲ့ဒါကိုကျမလုပ်တယ်အဲ့ဒါလည်းရန်စားလို့ကောင်းတယ်အဲ့ကျက်စီထမင်းနဲ့ငရုတ်စီကိုကျမအဲ့လိုလုပ်တယ်အကုန်ကြိုက်ကြတယ်တတိအသေးဆိုโอเคဒီပုံစံမျိုးလေးနယ်ပြီးတော့ကျွန်မဒီမှာနှက်ထားလိုက်ပြီနော်ခဏနှက်ထားလိုက်ပြီမဒီနေ့ချက်တာတော့လေးနောက်ကျသွားချက်တာနောက်ကျမနေ့ကထားဟိုကလောက်တာလောက်နေ့လေစားအမှန်ကတ်ရမ်းကတ်ဒါမဲ့ကိစ္စမရှိဘူးခဏလေးတော့ထားလိုက်အောင်တဒ hungry already no hungry just now that is already at the new day right yeah me want to ask you something What you want to ask me? my favorite thing right Yeah. vegetables and fish right Yeah. they got mobile one normally it's always on the it's always you need to use the PC computer and just use the mobile my favorite game I don't know how to use the controls I think they just use a Nintendo Switch Yeah. Cho nhà là người nào bọn nó tuy là favorite game ta lục vậy ok làm vô đi ở rồi đi lô đi mẹ tê đi nhiều con giao ta đi lấy ra mẹ ở rồi nhiều mùi đi bọn ở rồi bông dần nhiều đi chết tạm mà bây giờ ta làm tiêu bỏ mà làm tiêu bỏ thì nó bên ngàn dài nè bên lâu video sai rồi mẹ bông sai nó mùi mà ba xây na tạo chắc đã xây na nhà tạo cũng xí rồi nhiều cao nè là gì mùi nè thì có nó ta chạy nào ta chạy đến nó chào bây giờ bà chicken đấy chạy đi aku rasa rồi mấy nát tham của nó nát tham là mai quá lâu xí rồi xả đi rồi còn chết đó mấy rồi mà mí phun thả bị xí lên nè thế cầm cả áo rồi đấy khi đó mà đôi lụa từ lúc này lên cùng ý rồi đấy đã đi một khẩu ở khu đi rồi đi nên dàn sò lại đi sò bị nên để rồi cái cái này là thế mà thế luôn xí đấyဒီဘက်ဒီသူ့ရဲ့ဒီဟိုဘက်ကပေါ့နော်ဟိုဘက်ကတည်းရောက်တော့အရေကွန်ဘက်ကနေပြီးတော့ကျွန်မထည့်လိုက်အရေဘက်ကနေပြီးတော့လေအဲ့လိုမျိုးထည့်ပြီးတော့အပေါ်အောက်လေးမှုေးအဲ့လိုမျိုးလေးလိုက်ပေါ့နော်အဲ့ဒါမျိုးလေးဒီမှာထည့်အပေါ်လှန်လိုက်ပေါ်ပြန်လှန်လိုက်အတော့ပြန်အဲ့လိုမျိုးလေးလုပ်ပါတော့နော်ဟောပြည့်အဲ့လိုဒီတော့နောက်တစ်ခု
ရဒီလက်နဲ့ဒါဆွဲလိုက်ရှင်တော့တိုင်နေရအောင်မပြီးနိုင်โอเคဒါမျိုးလေးရပါပြီဒါလေးထည့်လိုက်ရှိတော့ဒါလေးကိုပေါ်ပြင်လာလိုက်အောက်ပြင်လာလိုက်ခုနကပြောတော့ညက်ကသူပဲဒီတဲ့လေโอเคအမှနည်းနည်းလေးအရောင်လေးပြောင်းတဲ့ပုံစံလေးဖြစ်ပြီးဆိုရင်ဒါပြန်လက်အထက်အောက်လက်โอเคဆက်အောက်လေးလက်Okay. Let's go out kat nenek bagi aku nak kah. Muối này lấy thoát lại. Muối này lấy ra đấy. Nhà tôi phải người ta đi về, alo một khu số này, anh chị em ta thì ta chung mà số rồi đấy, bỏ nhà ra cả cái đồ này lấy ra một tí nữa nó các bạn mà các bạn sẽ đào số nên ra đã bỏ nhà tị đi rồi mình nhìn đi thì là còn nhà người ta cũng sao Okay, I tell you. No. Okay. Biar mak, biar kita lihat. Ini mui so mak. Kita lihat dekat yang lain. Okay, begini. Tengok yang ni lain. Apa jadi? Okay. Apa anu ni mui wari so ni. Cuma aku tu. Tapi biar ni biar ni. ဟိုတူချက်ဖို့အသားလေးအထဲသားလေးချက်ဖို့အတွက်ကိုရေလေးနည်းနည်းထည့်လိုက်ရေလေးနည်းနည်းထည့်အဲ့လိုလေးလက်ပဲနော်ဒါမှထည့်လိုက်နော်ကိုလေးအဲ့ဒါကိုမှအုပ်ထားလိုက်အခုရေလေးဒီလိုမျိုးလေးထည့်ပြီးဆိုတော့ကျွန်တော်အုပ်ထားလိုက်ရေနွေးငွေလေးနဲ့သူ့ဟာနဲ့သူချက်သွားတယ်နော်အဲ့လိုမျိုးဆိုโอเคဒါလေးကိုမီးမှန်မှန်လေးပဲထားထားမယ်မီးကမီးတေးတေးလေးနဲ့ပဲထားထားတာအားသေးတာပုံလေးဟိုပြောရရင်တော့မီဒီယမ်ဆိုင်ပေါ့နော်အဲ့လောက်ကလေးโอเคပြီးရင်ပြန်ပြမယ်နော်โอเคခဏလှည့်ကြည့်လိုက်အောင်မယ်နော်ဒါမီးအေးအေးလေးနဲ့ပဲထားထားတာဆိုတော့လေခဏကြည့်လိုက်ခွေလေးရအဲ့လိုမျိုးတော့ဖြစ်နေဒါရေမခမ်းသေးဘူးသိလားခဏကြည့်လိုက်အောင်မယ်သူ့ရဲ့အနေထားဟိုဟာဖြစ်တဲ့အနေထားရှိသလားဘယ်လိုမျိုးပေါ့နော်အစိမ်းရည်တွေဖွင့်နေသေးသလားဟိုအဲ့ဒါတစ်ချက်ကြည့်လိုက်တို့တော့တိတ်စားတော့ရပါဘာလို့လဲဆိုတော့အသားလူအောင်လို့ထုထားတာဆိုတော့လေအဲ့လိုပုံစံမျိုးပေါ့နော်ဒါကိုအပေါ်အောက်လက်ကြည့်လိုက်မယ်ချင်းကြည့်လိုက်ဘယ်လိုနေထားမျိုးရှိလဲရဲ့ရေကုန်ကကျက်တယ်ဆိုရင်ပြဿနာမရှိတော့ဘူးရေကုန်ကရတယ်ဒီခွန်ရတယ်နော်ပြန်
ရေခန့်အောင်ရေခန့်အောင်မီးလေးထပ်တင်လိုက်တယ်အသားချက်တဲ့အနေထားလေးဆိုကြည့်အောင်လိုက်နော်ရေခန့်အောင်မီးလေးတင်ပြီးတော့ခုနကတော့လည်းဒီတိုင်းစောင့်နေတော့ကာလမှာလည်းလေနည်းနည်းဟိုလိုမျိုးလေးလှုပ်လှုပ်ပေးရပါဒီလိုမျိုးလေးထည်လေးကိုလှုပ်လှုပ်ပေးရနေရာလေးပြောင်းတော့ကြာတနေရာမှာရေခန့်နေကတ်သွားဆိုလို့အဲ့လိုတော့အခုလည်းရေခန့်အောင်ခဏစောင့်လိုက်အောင်နော်လှုပ်ရင်းပေါ့ဆော့ပြီးတော့ဒီမျိုးလေးပဲဟိုလက်ဒီလက်အဲ့လိုပဲလုပ်လိုက်တာနော်ဒီခံတော့အိဆိုလေနေထားတဲ့ဒီလိုလေးဖြစ်တော့ရေးကြီးလေးဒီလေးနည်းနည်းလေးပုံထားလုပ်လိုက်ဒီမှာရေလေးရလေလေရေလေးရလေပြည့်ပြည့်ကလေးဖြစ်သွားပြီရေလေးရပြည့်ပြည့်ကလေးဖြစ်သွားပြီမတော်လိုက်တော့မယ်ဒီရေလေးကိုအတွင်းထဲကအသားမှာညတာမျိုးမရမှာဆိုလို့လေဒီဟိုအပေါ်ကနေဆန်းလို့ရအောင်ပိတ်လိုက်တော့ဒီပိတ်ပြီးတော့ဒီဥစ္စာအသားကိုဟိုလုပ်မယ်ကျွန်မအသားကိုတီးမယ်သားလေးကိုတီးပါမယ်အမေတူခတ်You see, black pepper chicken. I'm making so special, okay? Come in. You cut. Okay. Daddy, cut for me. Look what the standard is. Yeah. Okay. Done. Okay. Now, now. ပြီးရပြဒါကျမရဲ့ချစ်တုံးညနေပြီးတော့ပြီးနေပါတော့အဲ့တော့ကျမကမှမလုပ်လိုက်တော့ချစ်တုံးပြီးနေပြနော်ချစ်တုံးညပြီးတယ်ဖြတ်တယ်ပြီးတယ်ဖြတ်တယ်ချစ်တုံးညဆိုအဲ့လိုမျိုးလေးတီးတာပေါ့နော်အဲ့လိုတီးတာပြီးရင်ပြမယ်ဒီလိုမျိုးလေးတီးပြီးဆိုတော့ပြီးရင်ပကံနဲ့ကြာရင်တက်လာပါပါ the liquid the liquid this liquid also all put like this ဒီလို like this ကလေးတောင်ဖြစ်သွားဒီလိုလေးဖွေးလေးအထက်ကအသားလေးကဖွေးလေးကျက်သွားပြီပေါ့ရက်တည်းရေတွေလည်းအကုန်လုံးထည့်ဒီရေလေးတွေလည်းဒီမှာထည့်ရတည်း That's all the oil put လာလိုက် I ring it ဟုတ်တယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီရှူပေါ်ကနေပြီးတော့အဲ့တော့ရတာအကုန်လုံးကိုဝင်သွားမှာပေါ့နော် all the taste reach to the all the chicken နော် right now last time I made one too dry right
this one okay အဲ့လိုလေးဖြစ်သွားပါပြီဒီလိုလေးဖြစ်သွားပြီ later I just watch the come we eat already late mama must be hungry already ဒီလိုလေးရသွားပြီဒီလိုလေး yeah အဲ့တော့ဒီမှာပြင်ခဏပြမယ်နော်တွဲစားတဲ့ဟာလေးပြဒီမှာဒါကလေကျွန်မအုံးစီကိုသုံးပြီးတော့ချက်ထားတဲ့အုံထမင်းအုံတို့ကိုမသုံးသိလားအုံတို့ကိုသုံးလို့ရှင်တော့ပို့ပြီးရှိုးတာပေါ့ဒါပေမဲ့အုံတို့ကလူတိုင်းနဲ့မတည့်ဘူးလေအဲ့လိုဆိုတဲ့ခါကျတော့အိမ်မှာလူကြီးလည်းရှိရဲဆိုတော့ဒီမှာဂျင်းလေးရယ်အုံစီရယ်စားထည့်တယ်ဟင်းချုံမုံထည့်တယ်နောက်ပြီးတော့ခါရောက်တော့ဒီဟိုဒီစပလင်းအဲ့ပါဦးစပမွေးရွက်ကလေးနဲ့အဲ့လိုထည့်ပြီးတော့ထမင်းချက်တဲ့လိုမျိုးလေးပဲချက်ထားတာပေါ့နော်အဲ့လိုမျိုးလေးလောက်တာပြီးရင်ပြအောင်မယ်ဒီမှာဒီလိုလေးအလှလေးဆင်ထားလိုက်တယ်ပြီးတော့ဒီမှာကြည့်လိုက်နန်းပင်နဲ့တိုးစားမယ်ဒီနေ့တခွားတီးတောင်မရှိဘူးပြီးတော့ဒီမှာကဒါကငချောက်သေးသေးလေးတွေကြော်ထားတယ်ဒါငုတ်သီးစီချက်ဒါမမချက်တဲ့ငုတ်သီးစီချက်ပေါ့နော်အဲ့လိုမျိုးလေးနဲ့စားလိုက်တော့မယ်နော်လိုက်ချက်စားကြည့်ပါဘိုက်ကစားနေပြီစားလိုက်တော့မယ်နော်ဘိုးစားဘိုက်ကစားပြီဆိုတော့လေစားပြမလို့မမကိုဦးရှက်ခဏလေးယူတာကိုပြမယ်နော်ခဏလေးပြအဲ့လိုလေးမမကိုဦးရှက်လိုက်အောင်ဒီမှာလိုလိုဒါယောက်ျားကိုလည်းဦးချလာတသားကဘိုင်းမစားသေးဘူးတဲ့ကိုပဲစားနေမှာခုနကမနက်ကသူ့ကိုခောက်ဆွဲလုပ်ပေးလိုက်တာလေအဲ့ဒါနဲ့โอเคပြီးတော့ဒီမှာကိုအတွက်ဂျားလေးโอเคခဏလေးဒီဟာရယ်ပြီးတော့မြုပ်တီးယူလိုက်အောင်မယ်မြုပ်တီးနဲ့ထမင်းမမပေါ်ပြီးတော့ငချောက်ကလေးပုံပြီးတော့နန်းပင်လေးဆွဲထည့်နန်းပင်လေးပြရပုတ်လိုက်ပဲနော်ကြည်ကောင်းတော့ပြီးတော့အသားလေးနဲ့တမျိုးလေးစားမှာပေါ့နော်ဒီနေ့တခွားသီးမပါဘူးထမင်းရတယ်ဒီမှာကြည့်လိုက်ထမင်းရအဲ့လိုမျိုးစားတာတောက်တာအဲ့လိုမျိုးထမင်းရတော့ဆွဲပါတယ်အဲ့လိုလေးစားမယ်ပေါ့နော်အဲ့တော့အခုစက်သားကိုအရင်ဆုံးမြည်ကြည့်လိုက်အောင်မယ်နော်စက်သားမြည်ကြည့်လိုက်အောင်မယ်ဘယ်လိုနေလဲလို့ခုနကမြည်ကြည့်ရတယ်လို့အဝါငရုတ်ကောင်းရဲ့အရာသားလေးကမှုေးနာတယ်အရာသားလည်းအတော်ပဲရှယ်ပါပဲ